ဝတ်လျှော်ရင်ဘာတွေသုံးဖြစ်လဲဆိုဒီနေ့သုံးဖြစ်တာလေးတွေဗီဒီယိုရိုက်ပြမယ်နော်စုကလျှော်လို့ရှိရင်ဒီ booster sun သုံးတယ်ပြီးတော့ဒီစက်ပြသုံးတယ်ပေါ့ booster sun ကတော့လေဒါကတော့ Costco ကတန်တယ်ပေါ့နော်ဒီထက်မှုေးတာတစ်မျိုးရှိတယ်ဒါပေမဲ့အဲ့ဒါဝတ်မှန်မှာပဲရတယ်ဆိုတော့လေဘူးကြီးကြီးလိုချင်တော့ဒါပဲသုံးဖြစ်တယ်ဒါလည်းမှုေးပါတယ်စက်ပြကကြတော့လေဒါဒီ type ကိုသုံးတယ်ပေါ့နော် type တစ်စိတ်ဒီလိုဖာကြီးပေါ့နော်ဒါဆိုဒီလိုမျိုးအလုံးလေးပေါ့နော်အဒီ pouch ကိုလေသုံးတာတော်တော်အဆင်ပြေတယ်သုံးနေတာတော့တော်တော်ကြာပြီပေါ့နော်ဒီအထဲမှာဒီလိုအထုပ်လေးနဲ့လာတယ်လေးထုပ်ပါတယ်ပေါ့တယောက်တော့အကြိုက်မတူနိုင်ဘူးပေါ့နော်ဆိုကဒါကိုကြိုက်တာဆိုတော့လေအဲ့ဒီ laundry မှာစက်ပြာကြီးလောင်းချစရာမလိုဘူးဒီထဲမှာအကုန်ပါတယ်စက်ပြာတို့အမွှေးရည်တို့အမျိုး bleach လိုမျိုးဟိုကြီးချွတ်တဲ့ဟာလိုမျိုးပေါ့နော်သူကအဲ့ဒါအကုန်ပါတယ်ဆိုတော့လေအဝတ်အစားများရင်3လုံးထည့်တယ်ပုံမှန်ဆိုရင်2လုံးပေါ့နော်အမျိုးနည်းနည်းလေးပဲအမှချီအိတ်တွေပါတယ်ဆို1လုံးပဲထည့်တယ်ပေါ့နော်ဒါလေးစင်ပြေတယ်ဒါဆိုအကုန်ပျော်ဆင်းသွားတယ်ဆိုတော့လေအဲ့တော့အဲ့ဒီစက်ပြာထည့်တဲ့နေရာလည်းမညစ်ပတ်ဘူးပေါ့နော်အဲကြောင့်ဒါလေးကိုသုံးဖြစ်ပါတယ်တယောက်နဲ့တော့အကြိုက်မတူနိုင်ဘူးပေါ့နော်ဒီ pouch မှာလေသူ့ရဲ့အားနည်းချက်ကြတော့လေရေအေးအေးပဲလျှော်တဲ့လူတွေအတွက်အဆင်မပြေဘူးသူရေအေးအေးမှာဆိုပျော်ဖို့နည်းနည်းခက်တယ်အနည်းဆုံးတော့နော် warm setting မှာထားရတယ်ပြီးတော့အဝတ်စားလျှော်တဲ့ခါမှာအရန်ကြီးကြက်ညက်နေအောင်အဝတ်တွေလျှော်ဆက်မှာအပြည့်ထည့်ဆိုရှင် तू ကပျော်ဖို့အတွက်ကိုနေရာခက်ခဲတဲ့ခါကျတော့ခါလေးကြာရင်အကုန်မပျော်နိုင်တဲ့ခါပလတ်စတစ်ဇာလေးတွေကအဝတ်မှာကပ်ပြီးတော့ပြန်ပါလာနိုင်တယ်ပေါ့နော်အဲ့ဒါလေးအားနည်းချက်ရှိပါတယ်ဒီအလုံး3လုံးထည့်မယ်ပေါ့နော်တစိမ့်တွေတော်တော်များများသုံးကြည့်ပြီးဒါပေမဲ့ထိုက်ကိုအကြိုက်ဆုံးပဲပေါ့နော်အဲ့ဆိုဒီလိုဖြန့်ပြီးတော့ထည့်ပေးမယ်နော်ကဲပြီးရင်ကိုလျှော်မဲ့အဝတ်စားတွေအကုန်ထည့်မယ်နော်ပြီးတော့ဒီfavorite softener ဒီအမွှေးရည်ကိုထည့်မယ်ပေါ့နော်အမွှေးရည်ကြတော့လေလောဆယ်တော့ဒါသုံးတယ်ဆိုတော့ခဏအကြိုက်ကိုပြောင်းတတ်တယ်ဆိုတော့လေစင်ပြေတယ်ပေါ့နော်ကိုတော့လောဆယ်တော့ဒီ lavender လေးသုံးမယ်အဲ့လောက်ပဲပေါ့နော်ဆက်လျှော်တော့မယ်ရှင်အမတို့ရောဗာစက်ပြမှုံမွေးလဲဘာတွေကောင်းလဲမန်းခဲ့ပေးပါဦးနော်ဒါကတော့လောဆယ်စုပ်သုံးတဲ့ဥစ္စာပေါ့နော်ပြီးတော့လေအဝတ်စားတွေမှွေးအောင်အမွှေးရည်နေအောင်လို့လေအရန်ကြီးပူတဲ့ရည်နဲ့မလျှော်နဲ့ပေါ့နော်စုပ်ဆိုဒီလိုမျိုးအကုန်ရောထားတဲ့အဝတ်ဆိုရင်လေရေနွေးလေးနဲ့ပဲလျှော်တယ်ပေါ့နော်ရေအရန်ပူလို့ရှိရင်လည်းအမွှေးနဲ့နေပျောက်သွားရောနော်အဲ့ဒါကြောင့်မို့လို့ကိုကချီအိတ်တွေပါတော့ရေအရန်ပူတဲ့ရေနဲ့လျှော်တယ်ပေါ့နော်အကယ်၍ပုံမှန်ဝတ်စားတယ်ဆိုအယောင်ကျွတ်တာတွေအဝတ်စားပျက်စီးမှာကြောက်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အမားတို့တွေလည်းအရန်ကြီးပူတဲ့ရေနဲ့လျှော်လို့ရှိရင်အမွှေးရေဘယ်လောက်ပဲထဲပျောက်သွားနိုင်တယ်အနံ့မကြံခဲ့ဘူးပေါ့နော်